3ရက်ဖတ်တဲ့စိတ်ကိုပြပြပေးပါမယ်နံပါတ်1 I'm about to တခုခုလုံထုံလို့ပေါ့နော် something will happen very soon ဥပမာ I'm about to have dinner ငါထမင်းစားတော့မလို့နံပါတ်2 it's time to တခုခုလုံတော့မလို့အချိန်ကြပြီအချိန်တက်ပြီလုံချိန်ရောက်ပြီဆိုတော့ပုံစံမျိုးပါဥပမာ it's time to start the class ဆိုအတန်းစားအချိန်ကြပြီအတန်းစားချိန်ရောက်ပြီအတန်းစားချိန်တက်ပြီအဲ့လိုပုံစံမျိုးပါတော့ I'm looking forward to ငါစောင့်မျှော်နေတယ်ဒီဟာကျတော့ဒီပျော်ရွှင်မှုနဲ့စောင့်မျှော်နေတာ excited about the future ပေါ့နော် okay ဆိုတော့ဥပမာ I'm looking forward to meeting you ငါမင်းနဲ့တွေ့ဆုံဖို့လို့စောင့်မျှော်နေတယ်ပျော်ပျော်ရွှင်ရွှင်နဲ့စောင့်နေတာအဲ့လိုမျိုးနံပါတ်4 I used to ဆိုတာကအရင်တော့လုပ်ခဲ့တယ်အခုတော့မလုပ်တော့ past habit but not now for example I used to smoke but I stopped ငါအရင်ကစလိတ်တောက်ခဲ့တယ်ဒါပေမဲ့အခုတော့ရှက်လိုက်ပြီအဲ့လိုမျိုးပါနံပါတ်5 did you mind if I ဒီကတော့ permission ကိုရင်းကြီးကြီးနဲ့တောင်းလိုက်တာပေါ့နော် did you mind if I sit here ငါဒီမှာထိုင်နေဆိုရင် miss ရှိမှာလားနံပါတ်6 it take time to ဒီကတော့ကြာချိန်ကိုပြောပါတယ်ဥပမာ it take 20 minutes to get there အဲ့ဒီရောက်ဖို့မိနစ်20ကြာတယ်နံပါတ်7 I'm thinking of present participle ဒီကတော့ planning လုပ်နေတာတခုခုလုပ်ဖို့လို့စဉ်းစားနေတာပေါ့နော်ဥပမာ I'm thinking of buying a new car I'm thinking of buying a new car ငါကားအသစ်ဝယ်ဖို့လို့စဉ်းစားနေတယ် but 8 how about plus present participle making suggestion လုပ်တာနော် suggestion လုပ်တာပေါ့နော်ဥပမာ how about going for a walk လမ်းလျှောက်သွားမယ်ဆိုရင်ရောဘယ်လိုလဲ 9 I'm not sure if ဒီကကျတော့ expressing uncertainty မသေးကြမှုကိုပေါ်ပြတာပေါ့နော်ဥပမာ I'm not sure if he will come သူလာလားမလာလားသူလာမလားမလာဘူးလားမသိချဘူး 10 you'd better ဒါကျတော့ strong advice လုပ်တာနော်ဥပမာ you'd better go now မင်းအိမ်ပြန်လိုက်တာပိုကောင်းမယ် okay ဒီနေ့ပတ်တန်လေးကတော့ဒါပါပဲဒါလေးတွေကိုမြေတနေကျင့်ပြီးတော့နေ့စဉ်ပေါ်မှာသုံးနိုင်အောင်ကြိုးစားတော့ပါအဲ့လိုမျိုးကျေးဇူးတင်ပါတယ်